အားလုံးပဲမင်္ဂလာပါရှင်မိမိတို့ရောက်နေတော့ဗောနော်ဒီမှာနေရာပြည်ငါလိုဝယ်ထားတာပြည်ငါနဲ့မုံပတ်နဲ့လောက်ချွေးလို့ဗောနော်စလိုက်ရနဲ့ထုတ်စားရအောင်ခဲထားတဲ့ခါကျဟိုဘူးလို့ရေခဏပြန်စိမ်ထားတယ်ဒါလေးလုပ်ကြည့်မယ်ပြီးတော့ဘာလုပ်ထားလဲဆိုတော့လိုမျိုးအရွယ်လေးပေါ့နော်စလိုက်ရွယ်တို့ကုစီနန်တို့ရည်စည်းစေးထားတယ်နန်းမင်းတို့နန်းမင်းကကျတော့အချင်းနဲ့ထဲမှာပေါ့လေဒါလေးတွေကကြကြက်သွန်ဖြူလေးရောပေါ့နော်ဟိုအခွန်မနှွားပဲနဲ့ဒီသူတစ်ထက်ပါသေးတယ်လေအဲ့ဒါလေးတွေရဲ့ငရုတ်သီးစိမ်းလေးတွေကိုကြပိုင်းမနာအောင်လို့လှော်ထားပါပေါ့နော်လှော်ပြီးပြီဆိုမှဒါအခွန်ခွာထားတာအဲ့ဒါလေးပြီးတော့ချင်းလေးရောပေါ့နော်ဒါကတော့အချင်းလုံးမဲ့ဟာအတွက်ပါပြီးမှထောင်းမယ်ပေါ့နော်လုံးဖြစ်အောင်ဒါကြီးကအချင်းဖြော်ဖို့ပေါ့နော်တန်ရာသီးလေး3တော့3မယ်ပေါ့နော်ဒါကွာဘာလဲဆိုမကြီးသီးစိမ်းလေးတွေကိုပြုံနေတာပေါ့နော်ဘာကြီးထည့်ထားလဲဆိုရင်စားထည့်တယ်ပြီးတော့တကြားထည့်တယ်ကြက်သားမှုထည့်ထားတယ်ပေါ့နော်နည်းနည်းပြစ်လာပြီဆိုမှချအောင်အဲ့နဲ့တန်ရာကြီးနဲ့ရှောမယ်ခဏထားလိုက်ပါနော်နေရပေါ်ဝယ်လာရင်အကောင်သင်းထားအောင်เนาะတကောင်ပါကြီးပဲတိလိုမျိုးဒါအပိုင်းတစ်ပိုင်းစီပေါ့နော်ဒါတကောင်နဲ့ဟို80 80ဝန်းလောက်ရှိတယ်အချိန်ကလေအစကြီးပဲပြီးတော့ဒီအသေးလေးတွေရောပေါ့နော်နည်းနည်းအလတ်ဆိုင်လေးရောဝယ်လာသေးစားလို့ရှိတယ်ဒီခဲထားရှင်းနေပြန်စေဒါကြီးခုနပေါ့နော်ဟိုကျက်သွန်ဖြူတို့ငယ်တီးတို့လှော်ထားလေးကိုဒါညက်နေအောင်ထောင်းထားပါတော့ချင်းဖြော်မှာပေါ့ဒါတော့နည်းနည်းမင်းလေးကြီးရေးစိထားတဲ့ဟာလေးတွေဒါတော့တို့ဆောင်တဲ့ဟာဒါကြီးခုနကပေါ့နော်မကြီးချင်းပြုတ်ထားတဲ့အစားပေါ့နော်ဒါကူပါလေးထည့်မယ်ခုနထောင်းထားတဲ့ဟာလေးထည့်မယ်ချင်းလေးထည့်ပြီးတော့ဒီလေးလေးထောင်းထားထည့်ပေါ့နော်ဒီလေးကတော့နည်းနည်းလူမှထပ်ထည့်မယ်ဆရာသားတို့ချင်ထားတာအရင်ကြီးအစမစားနိုင်ဘူးပြန်တန်မြာဒီပေါ့နော်ဒီထည့်မယ်ညူရအောင်နည်းနည်းလေးလည်းလုံးလုံးလေးကြိုက်ဒါကိုကြီးနည်းနည်းလေးပေါ့နော်လုံးပြီးညှက်ထားသေးတယ်ခဏမြည်ကြီးခါကျအဆက်ကနည်းနည်းပေါ့တယ်ဒါဆိုအကုန်ထည့်လိုက်တော့နည်းနည်းပြီးရောနည်းနည်းဆက်လက်ကြိတ်ချင်နေရပါလေရှင်အမေကြီးကနည်းနည်းဘလို့အကြီးထွက်ပုံမှာဆိုလို့လေno ပဲညက်လိုက်မယ်ညက်ပြီးတော့မှဓာတ်လေးနဲ့ပြန်နှုတ်တီလာအချင်းနေပေါ့နော်တန်ရပြီးညက်တယ်အမြန်နန်းလေးနဲ့ဆိုပင်နေတာကိုလိုက်ခဲ့တယ်နော်အညီလေးပြောက်တော့ညီနဲ့ချင်းလေးရိုက်ပါနော်စီဖူးချင်းပေါ့ပဲမျိုးလေးဒါတော့တို့စားမယ်ဟာတခွားကြီးကြီးချန်ပြီးတခွားကြီးခါကျဝေးလိရအောင်ပေါ့နော်ဒါခုကင်းမုံပေါ့နော်ကျုပ်ဖို့ပြင်နေတာပါရှင်မျိုးလေးရှည်ကတော့နည်းနည်းပဲထည့်ရတယ်သူကဟိုပြုတ်ပြီးဆိုရင်အရေးထွက်အောင်ပါဆိုတော့လေအများကြီးထည့်စရာတော့မလိုဘူးပြီးတော့နည်းနည်းအရသာလေးချိုးခြင်းတဲ့အတွက်ပြားကြီးလေးထည့်မယ်ပေါ့နော်တီးပါပဲပြားကြီးရတယ်အရင်ကမများဘူးဒါလေးထည့်ပြီးပြုတ်လိုက်ရပြီးတော့သူကအကြာကြီးလဲပြုတ်စရာမလိုသူကအကြာကြီးပြုတ်လိုက်ပြီဆိုရင်မာသွားတာပေါ့နော်ခဏပဲဒါအကြာကြီးပြုတ်စရာမလိုဘူးเนาะခဏပဲအကောင်သေးလေးတွေရောဝေးထားရပဲရှိအောင်အဲ့ဒါလေးတော့တော့နော်အချင်းဖုံးအုပ်ထားလိုက်
ဒါမျိုးလေးပြီးသွားပြီပေါ့နော်ဒါအခုကင်းမွန်ပြုတ်ထားတာလေးပေါ့နော်ဒါကတော့ငါးကင်းလေးပါလို့သူနဲ့တွဲဖက်ဆောင်အတူလေးတွေပေါ့နော်သပါးကြီးတို့မုံငါးဦးနီတို့ဆလဲရွက်တို့ဦးစီနန်တို့ပေါ့နော်ဒါကတော့ဆော့အချင်းလောက်ထားတာပါဒါကတော့သူနဲ့တွဲဖက်ဆောင်ဖို့မုံဖက်ပါရှင်အဲ့လိုမျိုးနေ့လည်နေကင်းပေါ့နော်အဲ့လိုမျိုးအစာပြေပုံစံစားမယ်ဆိုရင်စားလို့ကောင်းပါလေလို့အားလုံးစားကောင်းကြပါစေရှင်ကျေးဇူးတင်ပါတယ်ကြည့်ပြီးတဲ့တမှုတယောက်ချင်းဒီတိုင်းကို